ကဘာကြီးရဲ့တောက်ခေါက်တန်ကိုကြားဘူးပါသလားတဘာဝဘေးအန္တရာယ်တွေတစ်ခုပြီးတစ်ခုစက်တိုက်ဖြစ်ပွားလာတာဟာမတော်တဆလားဒါမှမဟုတ်ကဘာကြီးကလူသားတွေကိုအချက်ပေးခေါင်းလုံးထိုးပြီးတတိပေးနေပြီလား Welcome to my channel. channel လေးကို like and subscribe လုပ်ရသေးရင် like and subscribe လုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေတင်တိုင်းသိရအောင်ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုပါရစေ။ငါတော့လူသားတွေရဲ့လှုပ်ဆောင်မှုတွေကြောင့်တဖြည်းဖြည်းနဲ့တဘာဝပတ်ဝန်းကျင်တွေဟာအရှိန်မြန်မြန်နဲ့ကိုပျက်စီးလာနေပါတယ်။တစ်တောတွေအလွန်အကျွံခုတ်ခြင်းစက်မှုလုပ်ငန်းတွေရဲ့ကာဗွန်ဒိုင်အောက်ဆိုက်စွန့်ထုတ်မှုတွေပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့ဝါးမြုံမှုတွေကိုကျွန်တော်တို့ကဘာကြီးကခါစီပြီးခံနေရပါတယ်။ကဘာကြီးရဲ့ဒဏ်ခံနိုင်စွမ်းဟာတဖြည်းဖြည်းရော့ကျလာတဲ့အခါမှာတော့ကဘာကြီးကကျွန်တော်တို့ကဘာမြေပေါ်မှာရှိတဲ့တတ္တဝါတွေအားလုံးကိုတဘာဝဘေးအန္တရာယ်ဆိုတဲ့အချက်ပေးခေါင်းလောင်းတွေနဲ့တတိတွေအကျဉ်းချင်းပေးနေပါပြီ။ဒါကိုကျွန်တော်တို့လူသားတွေကအချိန်မီပြုပြင်လို့ရတာတွေကိုမပြုပြင်နိုင်ရင်တော့တဘာဝဘေးအန္တရာယ်တွေတိုးပွားလာပြီးအသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးရမှာပဲဖြစ်ပါတယ်။လူသားတွေရဲ့မစင်မချင်းလုပ်ရက်တွေကြောင့်တဘာဝဘေးအန္တရာယ်တွေများစွာဖြစ်ပေါ်လာရပါတယ်။အဓိကကတော့ကမ္ဘာအပူချိန်မြင့်တက်လာခြင်းပဲဖြစ်ပါတယ်။2024ခုနှစ်ဟာကမ္ဘာပူနွေးမှုတမိုင်းမှာအပူဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ Copernicus Climate Change Service အဆိုအရ2024ခုနှစ်ရဲ့ပြင်းပြအပူချိန်ဟာစက်မှုတော်လှန်ရေးမတိုင်မီ1850-1900အခြေအနေထက် 1.60 ဒီဂရီဆဲလ်စီယပ်ထိပိုများခဲ့ပါတယ်။ဒီလိုအပူချိန်မြင့်တက်မှုဟာ Paris Agreement မှာသတ်မှတ်ထားတဲ့ 1.5 ဒီဂရီဆဲလ်စီယပ်ကန့်သက်ချက်ကိုပထမဆုံးအကြိမ်ကျော်လွန်ခဲ့တာပဲဖြစ်ပါတယ်။တစ်တောတွေအလွန်ကြုံခုတ်လဲမှုတွေကြောင့်ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုစုပ်ယူနိုင်တဲ့တစ်ပင်တွေလျော့ပါသွားကဘာကြီးဟာဖန်လုံအိမ်အာနိသင်ဖြစ်လာပြီးတဖြည်းဖြည်းနဲ့ပုံမပူနွေးလာရပါတယ်။အဲ့လိုတစ်တောတွေမရှိတော့တဲ့အခါမိုးခေါင်ရေရှားပါမှုတွေဖြစ်ပွားပြီးရေချိုရရှိနိုင်မှုတွေနှဲပါသွားလို့လူတွေဟာရေရှားပါမှုဒဏ်ကိုအလူအလဲခံစားကြရပါတယ်။နောက်ပြီးရေချိုတွေကိုစီးကဲမဲ့အလွန်ကျွံထုတ်ယူသုံးစွဲမှုတွေကြောင့်မြေအောက်ရေတွေရှားပါကုန်ပါတယ်။အိန္ဒိယနဲ့အာဖရိကတို့မှာတန်ပေါင်းများစွာသောလူတွေဟာရေတန့်ရယူဖို့အလွန်အခက်ကြုံနေရပါတယ်။စက်မှုလုပ်ငန်းတွေကထွက်တဲ့ဓာတ်ငွေတွေတည်ယူပို့ဆောင်ရေးယာဉ်တွေကနေထွက်တဲ့ဓာတ်ငွေတွေဒီလိုဓာတ်ငွေတွေကြောင့်ကမ္ဘာအိုဇုံလွှာကြီးဟာတဖြည်းဖြည်းပါးလျော့လာပြီးတော့ကမ္ဘာကြီးဟာတဖြည်းဖြည်းပူနွေးလာရပါတယ်။ဒီလိုအကြောင်းအရာတွေဟာလူသားတွေဖန်တီးလို့ဖြစ်ပေါ်လာရတဲ့ကမ္ဘာကြီးပူနွေးလာမှုတွေပဲဖြစ်ပါတယ်။ကမ္ဘာကြီးပူနွေးလာတဲ့အခါအာနာတိကတိုက်မှာရှိတဲ့ရေခဲတွေအရေးပျော်လာပါတယ်။ကမ္ဘာကြီးမျက်နှာပြင်တွေမြင့်တက်လာမယ်။ရေကြီးရေချမ်းနစ်မြုပ်မှုတွေဖြစ်ပေါ်လာရပါတယ်။ NASA ရဲ့အချက်လက်တွေက2006ခုနှစ်ကနေပြီးတော့2023ခုနှစ်အထိပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်ဟာ 0.32 မီတာအထိကိုတိုးလာခဲ့ပါတယ်။ရေခဲတောင်တွေအရေးပျော်လာတဲ့ရလက်အနေနဲ့ကျိုးနိုင်ငံတွေကမ်းခြေမြို့တွေဟာအန္တရာယ်ဖြစ်ပေါ်လာရပါတယ်။ဒီတောတွေပြုံးတိလာမှုတွေဟာလည်းဆူနာမီရေလိုင်းတွေကိုတားဆီးနိုင်စွမ်းမရှိတော့ဘဲပင်လယ်ကမ်းခြေနားကရက်ရာတွေဟာပျက်စီးဆုံးရှုံးမှုတွေကိုခံစားရပါတယ်။မြန်မာနိုင်ငံမှာဆိုရင်နာဂစ်လိုတဘာဝဘေးအန္တရာယ်ကြောင့်လူပေါင်းသိန်းနဲ့ချီအသက်ဆုံးရှုံးခဲ့ရပါတယ်။နောက်တစ်ချက်ကပလတ်စတစ်လိုဆွေးမြေ့ဖို့ခက်ခဲတဲ့စွန့်ပစ်ပစ္စည်းတွေကိုစီးကပ်မဲ့စွန့်ပစ်မှုတွေကြောင့်မြေစီလွှာတွေပျက်စီးရပါတယ်။မြစ်တွေပင်လယ်တွေထဲကိုစွန့်ပစ်မှုတွေကြောင့်ပင်လယ်နေတတ္တဝါတွေမျိုးတုံးပျောက်ကွယ်လာကဂေယစနစ်ကိုဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ကဘာကြီးပူနွေးလာမှုကိုအပြေရှာပြီးတော့ရှော့ချရပါမယ်။တဦးချင်းစီကံလိုက်နာမယ်ဆိုရင်အချိန်မီကဘာကြီးကိုပျက်စီးခြင်းကနေကာကွယ်နိုင်ပါတယ်။တဦးချင်းကနေတစ်ဖွဲ့ကနေတရက်ကွက်ကနေမြို့အလိုက်ကနေနိုင်ငံအထိရေချိုတယံဇာတာတွေကိုထိမ့်သိမ့်မယ်တစ်ပင်တွေကိုပြန်လဲစိုက်ပျိုးကြမယ်အမိုက်တွေကိုစနစ်တကျပစ်မယ်ပြန်သုံးလို့ရတဲ့ပစ္စည်းတွေကိုအသုံးပြုကြမယ်ဆိုရင်ကဘာကြီးကိုညှာတာရလေးရောက်ပါတယ်ဒါအပြင်စက်မှုလုပ်ငန်းတွေကထွက်တဲ့မီးကူးငွေတွေကိုရှော့ချမယ်ဒီရေတောတွေပြန်လဲစိုက်ပျိုးမယ်ဆိုရင်တဘာဝဘေးအန္တရာယ်တွေဖြစ်လာခဲ့ရင်တော့အထိကိအနည်းဆုံးနဲ့ကြော်ဖြတ်နိုင်ပါတယ်ဒါကလည်းမိမိတဦးချင်းကစစီကံရှိဖို့လိုပါတယ်ဒါမှသာကဘာကြီးရဲ့ဒေါသထွက်မှုတွေကိုဖြေလျှော့ပေးနိုင်မှာပဲဖြစ်ပါတယ်လူသားအလုံးရဲ့အသက်အိုးအိမ်စီးစိမ်တွေနဲ့ဆိုင်တာမလို့ဒီလောက်ရက်တွေအလုံးဟာ
အရန်ကိုပဲအရေးကြီးလာပါတယ်ဒါကြောင့်အခုလိုတဘာဝဘေးအန္တရာယ်တွေရဲ့အချက်ပေးခေါင်းလောင်းတန်တွေကိုနားထောင်ပြီးအချိန်မီပြန်လည်ပြုပြင်နိုင်ကြပါစေလို့ဒီနေရာကနေတိုက်တွန်းလိုက်ပါတယ်ဒီနေ့မှာတော့လူသားတွေကြောင့်ဖြစ်ပေါ်လာရတဲ့တဘာဝဘေးအန္တရာယ်တွေနဲ့ဘယ်လိုပြုပြင်ကာကွယ်လို့ရမလဲဆိုတာတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တစ်ခုခုရရှိသွားတယ်လို့ယူဆရင်ဒီဗီဒီယိုလေးကို like and share လေးနဲ့ကူညီခဲ့ကြဖို့တောင်းဆိုပါသည် channel လေးကအသစ်လေးမလို့ channel လေးကိုလည်း like and subscribe လုပ်ထားကြဖို့မမေ့နဲ့နော်いただきありがとうございます。